ဟိုနေရာမှာထုံးကနေဒီနေရာမှာထိုင်းကနေဆိုတော့ကလေးတွေစာတင်ပေးဖို့စာတင်ချောင်းကြီးထဲမှာဆရာနဲ့ဆရာမလုံးနေတဲ့ငါအယံဝမ်းနေနေအင်တာနက်မတင်လိုက်ဘူးလားအင်တာနက်တယ်လီဖုန်းလေးနဲ့ခိုးရိုက်မထားဘူးလားဟင်နေဘာပြောနေတာလဲနေပြောတော့ပြောလေဒီချာနာထောင်မှာဘာတော့ငါတို့ရှက်ပြည်နယ်မှာဟိုနေရာမှာထုံးကနေဒီနေရာမှာထိုင်းကနေဆိုတော့ကလေးတွေစာတင်ပေးဖို့စာတင်ချောင်းကြီးထဲမှာဆရာနဲ့ဆရာမလုံးနေတဲ့ငါရန်ဝမ်းနေအဲ့ဒါနေအင်တာနက်မတင်လိုက်ဘူးလားတောက်တာချက်ကြီး Facebook မှာမတင်နေဘာတွေပြောတာလဲဟိုနေတော့ဒီမှာပညာရေးဝန်ထမ်းတွေလုံးနေတာကိုအင်တာနက်တင်လိုက်မှနိုင်ငံတော်ကသိပြီးလွတ်ပေးလို့ရမှာပေါ့အတီလိုလားအဲ့ဒါပြောလာပါအေးရှမ်းလေဒုထဝရီမြစ်ကိုမပြတ်အောင်ထိမ့်သိမ့်ဖို့နေတာဝန်နော်ကချင်ပြည်နယ်နဲ့နေတဲ့အေယာဝတီမြစ်ကြီးကိုလေဆယ်ကြီးမဆောက်အောင်နဲ့လဲစောက်ရှောက်ပေါ့အဲ့ဒါတော့စိတ်ချတို့နိုင်ငံတို့လူမျိုးတွေအတွက်တမိုင်းမညို့ခဲ့တဲ့တို့ရဲ့အေယာဝတီကိုမပြည့်စည်အောင်ထိမ့်သိမ်းရမှာတို့နိုင်ငံသားတွေရဲ့တာဝန်ပါငါတို့လည်းစောက်ရှောက်မှာပါအဲ့ဒီအေယာဝတီမြစ်ကြီးကိုတို့ဖခင်ဘိုးကျုံအောင်ဆန်းကလည်းသိချစ်တာဘိုးကျုံကဖခင်ဘိုးကျုံအောင်ဆန်းဆိုလို့ကချင်ပြည်နယ်ကိုဘိုးကျုံအောင်ဆန်းရောက်တော့မနိုးပွဲမှာပြောသွားတဲ့စကားတစ်ခုငါခုထိမေ့လို့မရပါဘူးရှမ်းကြီးဟာငါပြောကျွန်တော်နိုင်ငံတော်လွတ်လပ်ရေးရအောင်လုပ်ကြရအများကြီးရှိလို့ခမရတို့ကချင်ပြည်နယ်ကိုအကြကြီးမနေနိုင်တော့ကျွန်တော်ကိုခွင့်လွတ်ပါလို့တောင်းပန်သွားတယ်နိုင်ငံခေါင်းဆောင်တယောက်ကပြည်သူတွေကိုခွင့်လွတ်ပါလို့တောင်းပန်သွားတာဘူချုပ်အောင်ဆန်းတယောက်သေးပဲရှိတယ်ကောကျွန်တော်အချိန်ရတဲ့အခါအချင်းပြည်နယ်ကိုနောက်တစ်ခေါက်လာပါဦးမယ်အဲ့ဒီကျမှကျွန်တော်တိတ်သွားချင်တဲ့မချမ်းဘောရွာလေးကိုသွားပြအောင်သွားပါဦးမယ်လို့ပြောသွားပြီမယ်တို့ဖားကဘူချုပ်အောင်ဆန်းသေးလာသွားတို့ကချင်ပြည်နယ်ကိုနောက်တစ်ခေါက်ရောက်မလာတော့ပါဘူးရှမ်းကြီးဘာထူးမှလဲကချင်ကြီးရဲ့ငါတို့ရှမ်းပြည်နယ်ကိုလည်းဘူချုပ်အောင်ဆန်းရောက်လာတာပဲငါသိတယ်ကိုဘူချုပ်အောင်ဆန်းလာရင်အကြောင်းရင်းကပြည်နယ်တွေပြည်မတွေမခွဲခြားကြနဲ့တသွေးတွေတသားတွေဖြစ်အောင်ပင်လုံစာချုပ်လာချုပ်တာလေအေးပါဘူချုပ်အောင်ဆန်းပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ဘူချုပ်ကြောက်တဲ့ကြီးကဘူချုပ်အောင်ဆန်းကိုတတိယနေပြီကချင်ကြီးရဲ့အဲ့ဒါဖခင်ဘူချုပ်အောင်ဆန်းကတောင်တန်းမြေပြန့်ပြည်နယ်ပြည်မမခွဲကြပဲသွေးစီညီညွတ်စေခြင်းနဲ့သဘောသွေးမရှိရင်အင်္ဂလိပ်ကလွတ်လပ်ရေးမပေးဘူးဟုတ်တယ်လေတို့ဖခင်ဘူချုပ်အောင်ဆန်းကနိုင်ငံနဲ့လူမျိုးကိုကျွံဘဝကလွတ်မြောက်အောင်ပဲပြုံးတဲ့နံပြားကိုစပြီးကဲတင်သွားတာကွာဘူချုပ်အောင်ဆန်းကပဲပြုံးတဲ့နံပြားစပြီးတိုင်းပြည်လွတ်မြောက်အောင်လုပ်တာအခုလူတွေကပဲပြုံးတဲ့နံပြားမစားတော့ဘူးဟာဘာဒီစားမြေတွေစားတာဟာလှုပ်လာကြည်လားကျုံးတဲ့စားတာငါဝင်းကြံတိုင်းလေးတော့ဖြုတ်သိမ်းအောင်ပါမောင်တန်းငွေတွေစားတာဤတော်မပေါက်ရေးတော့ပါလားဟေးအခုကြံ့ညံဖမတက်လီဖုံးနေတော့စားနေပြီလေအောင်မလေးနားတော်မကြီးကြဘူးလားဟာဘတူတွေဘလောက်ပင်စားစားတို့ဖခင်ပို့ကျုံအောင်ဆန်းတေးတာသွားတယ်ဝစ်စုံလေးသုံးစုံပဲသူ့ပိုင်ပစ္စည်းရှိတာတကဘာလုံးကလေးစားเสียရပါဖခင်ပို့ကျုံအောင်ဆန်းကတေးသွားမှဝစ်စုံသုံးစုံနဲ့ရှိတာတို့သိကြရလားအခုလူတွေကတော့မသေးခင်လေကိုကတိုက်တယ်ဆောက်ကားရစီသမီးအတွက်မြေတွေသိမ်းသားအတွက်ကုမ္ပဏီတွေထောင်တချို့ဆိုစိန်နေစုထားတာအများကြီးပဲအောင်မှာတချို့များနိုင်ငံခြားကဘဏ်တွေမှာဒေါ်လာတွေစုထားတာ7 ဘီလီယံလောက်ရှိတယ်လို့ငါကြားတယ်ကောနေငါအခုမှတီတို့သိတာကြာပေါ့ဒါပေမဲ့သိပေမဲ့လည်းပြောရအောင်ပါဟာခင်ဘိုးချုပ်အောင်ဆန်းကနိုင်ငံရေးလောက်တာစီးပွားရေးလောက်တာမဟုတ်ဘူးစီးပွားရေးလောက်တာမဟုတ်တော့ဘိုးချုပ်ကတော့ဒေါခင်ကြီးနဲ့သားတွေသမီးတွေစားဝတ်နေရအခက်အခဲဖြစ်တာပါအဲ့ဒါကိုသိလို့နင်တို့ရှမ်းစော်ပွားကြီးတူကဘိုးချုပ်မိသားစုအတွက်သီးသက်ရွှေချောင်းတွေလားလူတွေကိုအဲ့ဒါကိုလူတဲ့လူကျေနပ်အောင်ဘိုးချုပ်ကလက်ခံပြီးနိုင်ငံတော်အတွက်အသုံးပြုဖို့ဖဆပါလာအဖွဲ့ချုပ်ကိုတွားပြီးလူခိုင်းတာတို့ဘိုးချုပ်ပဲကွာအေးဘိုးချုပ်အောင်ဆန်းဆိုတာကနိုင်ငံနဲ့လူမျိုးအတွက်ဆိုရင်အဲ့ဒီလိုမစားပဲနဲ့စွန့်သွားတာကွာဘိုးချုပ်အောင်ဆန်းကမစားပဲစွန့်ခဲ့လို့အခုလူတွေမစွန့်မဲနဲ့ငါကြီးကြလို့ရကြတာပေါ့ဒါပဲကွာတော်ပါပြီကွယ်
တို့ရှမ်းတွေကပြောရင်ပြတ်တယ်လို့ရင်ရှင်းတယ်အေးကိုဘာကိုလက်ဖက်ကလေးစိုက်စားတာအေးပါတယ် လက်ဖက်မဆိုင်နဲ့ဘိုလ်ချုပ်အကြောင်းငါပြောကြရင်အများကြီးရှိတယ် ကြံသေးတယ် ဖခင်ဘိုလ်ချုပ်အောင်ဆန်းဆိုတာတို့မြန်မာနိုင်ငံနဲ့အရှိတောင်အာရှလေမကကမ္ဘာမှာတော့ရှာမှာရှာတဲ့ပုံကိုသူကြီး ခဲလူဟာအဲ့တော့ဆိုရင်မန္တလေးမြို့ကစိုင်းစရာကြီးစိန်တိလွင်နဲ့အစောတော်မမအိတ်ကဖခင်ဘိုလ်ချုပ်အောင်ဆန်းကိုကွန်ပျူတာတဲ့ပြင်ပြုတ်နံပြဒီပူဒီဆိုင်နေပြီတဲ့ ဟုတ်လားရှာမဲလို့ 来收多几样，来，个钱老汉耶！